အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ audio box YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မေလေးကတင်ဆက်ပေးမယ့်ပုံမြင်လေးကတော့စီလုံးချင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မသိစက်ခင်မေလေးရဲ့ audio box YouTube channel လေးကို like and subscribe လေးနှိပ်ပြီးတော့ကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်တောအုပ်ကြီးတစ်ခုတွင်ကျဲလေးကောင်မှတကောင်နဲ့တကောင်ချစ်ချစ်ခင်ခင်စီစီလုံးလုံးဖြင့်ညီညွတ်စွာနေထိုင်ကြ၏ထိုသောနတ်ကြီးတွင်ချင်းသေးကြီးတကောင်သည်တိရစ္ဆာန်ငယ်များကိုဖမ်းဆီးစားတောက်တဲ့ကျွေးများကိုလည်းစားတောက်ရန်ကြံစည်နေ၏ကျွဲလေးကောင်သည်အုပ်စုဖွဲ့၍ခုခံရန်ပြင်ဆင်ကြသည်တို့ဖြင့်တကောင်စီတစားရာနေရာသို့သွား၍သွေးဆောင်တော်လဲထူးခြားမလာခဲ့ပါတနေ့တွင်ချစ်သေးကြီးထံသို့မြေခွေးတကောင်ရောက်လာလေ၏ကျုပ်ကိုတပည့်ဖြစ်လာလက်ခံပြီးစာကြွေးစာကြံများကိုကြွေးပါကောင်းပြီတပည့်အဖြစ်လက်ခံတယ်ကျေးဇူးပါရှင်တနေ့တွင်ချစ်သိမ့်နှင့်မြေခွေးတော်သည်ကျွေးများ၏စာကြက်နှင့်မလန်မကန့်သို့ရောက်လာခဲ့သည်မြေခွေးငါဒီကျွဲတွေကိုစားကျင်တယ်ငါကြံစီတာတော့မအောင်မြင်ဘူးစိတ်ချနေတပည့်ကြံစီလိုက်ပါမည်သူလူရဲ့စီလုံးမှုကိုအချင်းယူဖွေခိုးခွာပြီးသွေးကွဲတာနဲ့ချစ်တဲ့ကြီးစားလို့ရစားပါမြေခွေးသည်ကျွဲများအနီးသို့ချစ်ကပ်ပြီးအတင်ကျွဲကြီးကဝါဖြိုးလှပပြီးချီကောင်းနေတာပဲဗျာဟုတ်ပါတယ်ကျုပ်တို့ညီညွတ်မြတ်တစွာအစာကိုစားကြပါတယ်မြေခွေးသည်ဒုတိယကျွဲထံသို့သွားပြန်၏ကိုကျွဲခမရကိုအစားအသောက်လောဘကြီးရဲ့လို့ဟိုကျွဲတွေကပြောနေတယ်ပြောမယ်မထင်ပါဘူးဗျာတခြားကျွဲတွေနဲ့ညီတူမျှတူစားကြပါတယ်ထို့နောက်တတိယကျွဲထံသွားပြန်၏အိုးကိုကျွဲပိန်လိနေပါလားအစာမစားရအောင်ဟိုကျွဲတွေကဝိုင်းပတ်ထားကြလို့လားကျုပ်ကိုဘဒူးကမှဝိုင်းမဖယ်ပါဘူးဘာတွေလာပြောနေတာလဲမြေခွေးလည်းနောက်ဆုံးကျွဲထံကျွေးသွား၍ခင်မင်းတငယ်ချင်းတွေကခမရကိုမိတ်ဆွေမဖွေးချင်ဘူးတဲ့ခမရပြောတာကိုမယုံပါဘူးတို့တော့နေ့စဉ်ရက်ဆက်ပြောဖန်များသောအခါမြေခွေးဤစကားကိုယုံကြည်လာကြ၏မြေခွေးပြောတာဟုတ်ချင်ဟုတ်မယ်ဒီကောင်တွေအခုတလောငါတို့ကိုရှောင်ဖယ်နဲ့နောက်ဆုံးတွင်ကျွဲများမှာတကောင်နဲ့တကောင်မသိမြစ်ကြတော့ပြီငါစာကြက်မလိုက်လာနဲ့ငါအရင်တွေ့တာကျွဲတွေတွေးကွဲကုန်ပြီးမစီးလုံးတော့ဘူးချစ်သေးကြီးကိုတွားပြောမှစိတ်ဝမ်းကွဲနေတော့ကျွဲများကိုအလဲတကူကိုက်ဖြက်စားတောက်လေ၏ကုံကျုံစကားပြောတော့မြေခွေးမှလည်းချင်းသေးကြီးနဲ့အတူကျွဲသားများကိုစားတောက်ရလေသည်ကျွဲများမှာမြေခွေးစကားကိုယုံကြည်၍စီးလုံးညီညွတ်မှုပြက်ပြားကအသက်ဆုံးရှုံးရခြင်းဖြစ်တော့သည်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်မေလေးကူတင်ဆက်ပေးတဲ့ပုံမြင်လေးရတော့စီးလုံးချင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ထပ်ပြီးနားစီခြင်းတော့မေလေးရဲ့ audio box YouTube channel လေးကို like and subscribe လေးနှိပ်ပေးသွားကြပါအောင်ရှင်ကျေးဇူးများတင်ပါတယ်ရှင်